ဒီလိတ်တက်နေမြို့မိမြို့ဖာများခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနဲ့ပြည်သူ့စစ်အလှူရှင်များကစုပေါင်း၍စွန်းစံစိန်လောင်းလူပွဲကိုအခုလ25ရက်မနက်ပိုင်းကစံဆိုင်ကာကြီးရက်ကွက်နဂါးနှကောင်ကျောင်းတိုင်းမှာကျင်းပပါတယ်ပထမဦးစွာအခမ်းအနားကိုနမောတတ3ချိန်ရွတ်ဆိုဖျားကတော့ဖွင့်လှစ်ပြီးနဂါးနှကောင်ကျောင်းတိုက်ဆရာတော်ဗဒ္ဒနာသုတမအကမဟာကဏ္ဍဝါစကပန္နိတာသာသနာတက္ကသီလဓမ္မစရိယာ BA Buddhism MA သီရိလင်္ကာထံမှအပရိသတ်များက၅ပါးသီလခံယူစောင့်တည်ကတန်ဃာတော်အရှင်သူမြတ်များရုပ်ပွားတရစေသောပရိတရားတော်မြတ်ကိုနာယူကြည်ညိုကြပါတယ်အဲဒီနောက်တာချီလိတ်တက်နယ်မှတာဝန်ရှိသူများတက်နယ်မိသားစုဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများရွှေတကုံဂောဘကအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များပြည်သူ့စစ်အဖွဲ့ဝင်များနဲ့မြို့မိမြို့ဖအလှူရှင်များကတာချီလိတ်မြို့နယ်အတွင်းရှိပရိပတ်တိစာသင်တိုင်း28ကျောင်းအတွက်ဝါဆိုဝါကတ်ဆရာတော်တန်ဃာတော်198ပါးတာမဏေ113ပါးနဲ့သီလရှင်25ပါးတို့ကိုစံအိတ်336အိတ်စီ2လီတာဘူး150ကြက်ဥကြက်သွန်နီကော်ဖီတုပ်နှုတ်စီစားတဲ့လှူပွဲပစ္စည်းများကိုစက္ကန့်လှူဒန်းပြီးထေရဝါဒဗုဒ္ဓတောင်းတန်းသာသနာပြုပဟိုကျောင်းတိုင်းအေကမဟာတတ္တမဇောတိကဗဒ္ဒနာအိနာဓမ္မသာသနာတစာဓမ္မစရိယဆရာတော်ထံမှရေစက်ချအနုမောဒနာတရားနာယူကြည်ညို၍လူဒန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမြပေးဝေကဗုဒ္ဓသာသနာစီရန်တိတ်တူ3ချိန်ရွတ်ဆိုဆူတောင်း၍အခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့